ဒီလာပါတဲ့မိန်းကလေးဟာမော်ဒယ်တယောက်ဖြစ်ခဲ့ပြီးအဲ့ဒီနေ့မှာတော့ចောင်းသားတစုပကြီးဆွဲနိုင်ဖို့ post ပေးဖို့ရောက်ရှိနေတာပါကထရီနာတယောက်သူမရဲ့ကိုယ်လုံးထပ်ပိုးပြီးချီးမားတဲ့ဝတ်စုံကိုဝတ်ဆင်ထားရပြီးမာရွတ်တွေပေါ်လည်နေတာကြောင့်အလွန်ကိုစိုးရိမ်နေခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲလိုက်ကတွေပွင့်သွားခဲ့ပြီးအမျိုးသားတော်တော်များများကသူမကိုစောင့်နေကြပါတယ်အခုဖြစ်သူတိုမာဆိုကတော့ကလထိုင်တစ်လုံးကိုယူလာပေးပြီးခြေထောက်တင်ဖို့ပြောလိုက်ပါတယ်တိုမာဆိုဟာလည်းကထရီနာရဲ့ပေါင်းကိုကင်လိုက်တာကြောင့်လက်ကိုဖယ်ဖို့သူမကပြောလိုက်ပါတယ်တိုမာဆိုကတော့စိတ်ပြက်လက်ပြက်နဲ့ပူပေါင်းမှုပြောတာကြောင့်ကထရီနာလည်းမတက်တာပဲသူမရဲ့လက်ကိုနှစ်ဖူးပေါ်မှာတင်လိုက်ပြီးအရှိကိုမျောကြည့်နေတဲ့ပုံစံမျိုးနဲ့ post ပေးခဲ့ရပါတယ်။အဲ့နောက်တိုမာဆိုဟာသူမရဲ့ကိုယ်အနေထားကိုလာပြင်ပေးပြီးတဲ့နောက်မှာတော့အောက်မှာရှိနေတဲ့တပည့်တွေကစပြီးတော့ပုံချမ်းဆွဲကြပါတယ်။ဆရာအန်ဒရီယာဝင်လာခဲ့ပြီးတပည့်တွေကိုပြပြလိုက်တာဟာသူတို့ကအမဲလိုက်ချစ်စံနတ်ဖျားမှဒိုင်နာရဲ့ပုံတူကိုဆွဲရမယ်ဆိုပြီးတော့ပါ။ကထရီနာရဲ့ခြေထောက်မှာအစွန်းတစ်ခုရှိနေတာကိုမြင်တော့အဲ့ဒါကိုတန်ရှင်းပေးဖို့တိုမာဆိုကိုခိုင်းစေလိုက်ပါတယ်။တိုမာဆိုကလည်းချက်ချင်းပဲအမိန်အတိုင်းအဝတ်ပေါ်ဒရေးထွေးပြီးကထရီနာရဲ့ခြေထောက်ကိုပုတ်တိုက်ပေးလိုက်ရ။သူမခမရလည်းအကူညီမဲ့စွာနဲ့တိုမာဆိုကသူမအပေါ်တမင်တကာလက်စားချင်နေမှတိလိုက်ရပါတယ်။တပည့်တွေကစတင်ရေးဆွဲကြပြီးအန်ဒရီယာကလည်းအကောင်းဆုံးပုံတူကိုရနိုင်ဖို့အသေးစိတ်ချက်လက်မှန်သမျှကိုခြေဆုံးကောင်းဆုံးတေချာကြည့်ဆိုင်ပြီးပြည့်ပြည့်စုံစုံထည့်သွင်းဆွဲချဖို့ပြောလိုက်ပါတယ်ဒီကမှာတော့သူ့ရဲ့ပထမဆုံးတပည့်ဖြစ်လာတယ်လီယိုနာဒိုဟာကထရီနာကိုတေချာကြည့်ရှုရင်ကထရီနာရဲ့လက်ပေါ်မှာရှိတဲ့ဒဏ်ရာတွေကိုသတိထားမိသွားပြီးသူမရဲ့ကြောပေါ်မှာရှိတဲ့အမာယုကိုလည်းလှမ်းကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆရာအန်ဒရီယာကနင်တန်ကိုရိုက်လိုက်တယ်လို့ဆရာမအန်ဂျလာကလည်းတပည့်တယောက်ကိုစုမှုကျင်းမောင်းပြီးတော့သူဆွဲထားတဲ့ပုံကိုယူကအစကနေပြန်ဆွဲဖို့ခိုင်းနေပါတယ်စာတင်ခန်းထဲအချင်းတွေကတကယ်ကိုအင်မတန်မှတင်းမာနေခဲ့ပြီးကထရီနာကလီယိုနာဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာသူမရဲ့မာယုကိုစိုက်ကြည့်နေတာတွေ့လိုက်ပါတယ်။နှစ်နာရီကြာပြီးနောက်အားလုံးဒီဘက်ဟာပုံဆွဲလို့ပြီးသွားကြပြီးသူတို့ရဲ့အလုပ်တွေကိုပြန်လည်ပြင်ဆင်ဖို့အိမ်တီးတီကိုပြန်သွားကြပါတယ်။ဒါပေမဲ့ကထရီနာကြည့်လိုက်တာကလီယိုနာဒိုဟာသူမကိုပုံဆွဲနေရမဟုတ်ပဲမြောက်တစ်ကောင်ပုံဆွဲလိုက်တဲ့အတွက်ကြောင့်သူမမှာစိတ်မကောင်းဖြစ်ပြီးရှက်ကွဲဖြစ်ခဲ့ရပါတယ်။လီယိုနာဒိုကတော့သူမီတပင်ကစော်ကားခြင်းနဲ့စိတ်မရှိပါဘူးလို့အခိုင်အမာရှင်းပြခဲ့ပြီးဆရာမအန်ဒရီယာကသူတို့ကိုဆွဲခိုင်းတာကပြည့်ပြည့်စုံလာတဲ့နှစ်ဖျားမှပါပါ။ဒါပေမဲ့သူမရဲ့လက်နဲ့ကြောမှာရှိတဲ့အမာယုတွေကပြည့်ပြည့်စုံမှုကိုကိုစားမပြုတ်နိုင်တဲ့အတွက်ကြောင့်သူမပုံကိုမဆွဲနိုင်ခဲ့တာပါ။နောက်တစ်ရက်ပကြီးကားတွေအဲအမဲနေမှာတော့တပည့်အားလုံးဟာစီတန်းနေကြပါတယ်။ဆရာအန်ဒရီယာကတယောက်ချင်းစီကိုလိုက်စစ်စေပြီးပထမဆုံးကျောင်းသားကသူ့ရဲ့လက်ရပြသခဲ့ပေမဲ့လည်းအန်ဒရီယာကတော့ပုံသားဝလွန်နေပြီးဘလို့မှလက်ခံနိုင်ကြမရှိဘူးဆိုကဝေဖန်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒုတိယမြောက်ကျောင်းသားစီရောက်သွားပြီးဆရာကသူ့မိရဲ့ပုံကိုများဆွဲနေတာလားလို့မေးလိုက်ပါတော့တယ်။ကြည့်ရတာအရန်အဟောင်းနေပြီးစံမမီတာကြောင့်ဆရာအန်ဒရီယာကဒရိတ်ဆိုင်ုံထဲကမြောက်တွေတောင်သူ့ထပ်ပို့ပြီးကောင်းကောင်းဆွဲတတ်အောင်မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်တင်နန်းသားကိုမောင်းထုတ်လိုက်လို့လီယိုနာဒိုဟာအလွန်အမင်းဆက်လှုပ်ရှားနေရပါတယ်။အနည်းဆုံးတော့အခြားလူတွေကတခုခုကိုဆွဲထားကြပေမဲ့သူကတော့စာရွက်အလွတ်ကြီးပဲတင်ပြရတော့မှာမို့ဘာလို့မှမသိဖြစ်နေစင်ပါပဲတတိယတစ်ပဲဖြစ်တဲ့သူဟာသူ့ရဲ့လက်ရာကိုတင်ပြလာတဲ့အခါဆရာအန်ဒရီကခုလိုမှတ်ချက်ပေးခဲ့ပါတယ်ဒီပေါ်အားလုံးချုံပြီးကြည့်ကောင်းပြီးတဟဇာတာဖြစ်တယ်လို့အသက်ဝင်ပေမဲ့လည်းနှလုံးသားကိုတော့မပြုတ်ပဲဆွဲမယ်ဆိုရင်ပုံတပုံရဲ့အပေါ်ရန်တွင်ပြင်ကိုပဲရနိုင်မယ်လို့ဆိုကဆရာကတတိယဘက်ကိုပြန်သွားပြီးထပ်ဆင်းစားဖို့ခိုင်းလိုက်ပါတယ်အခုတော့လီယိုနာဒိုရဲ့လက်ပါတိုမာဆိုကလီယိုနာဒိုစကြလူယူလိုက်ပါတယ်ပကြီးကားတွေကိုဆရာအန်ဒရီယာကြည့်လိုက်တဲ့အခါမှာတော့ပထမဆုံးစာရွက်ကဘလာဖြစ်နေတာကိုတွေ့ရတယ်လို့ဒုတိယစာရွက်လည်းဘာမှမရှိပဲဖြစ်နေတာတွေ့လို့အတော်လေးဒေါသထွက်သွားပြီးလီယိုနာဒိုကသူ့ကိုနောက်ပြောင်နေရလားလို့မေးလိုက်ပါတယ်ပြီးတော့သူဘလို့များတက်တီကောင်းကြီးဘလာစာရွက်ကိုတင်ပြရေးတာလဲဆိုပြီးတော့သူ့ကိုလှောင်ပြောင်နေရဆိုကယူဆလိုက်ပါတယ်လီယိုနာဒိုကတော့ရှက်ရှက်နဲ့ရှင်းပြလိုက်တာကသူ့မှာဘာခံစားချက်မှမရှိလို့ပါတဲ့ဆရာအန်ဒရီယာကဒေါသတကြီးနဲ့ပဲသူ့ကိုရေပိုက်အောင်မှတွားရိတ်ခိုင်းလိုက်ပါတယ်အဲ့ဒီမှာဆိုရင်စိတ်ကူးတစ်တွေရနိုင်မယ်လို့ယူဆလို့ပါပြီးတော့လီယိုနာဒိုနောက်တစ်နေ့မှာတေချာဆွဲထားတဲ့ပကြီးကားတစ်ချက်ပြန်တင်ဖို့ခိုင်းလိုက်ပြီးတော့မဟုတ်ရင်တော့ဒီကိုနောက်တစ်ခါလုံးဝပြန်မလာနဲ့လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကထရီနာကစတူဒီယိုရောက်ရှိလာခဲ့ပါတယ်သူမကမော်ဒယ်ပြစ်စလုပ်ချင်ပေမဲ့သူမတိလိုက်တာကအဲ့ဒါကသူတို့ကသူမကိုစပြီးမလိုအပ်တော့ပါဘူး။ဘာလို့လဲဆိုတော့မာယုတင်မရှိပဲပို့ပြီးတော့စကားနားထောင်တဲ့ model တစ်တယောက်ကိုသူတို့ရှာတွေ့သွားလို့ပါ။တကယ်တော့သူတို့တွေ့ထားတဲ့ model တစ်ကအားလုံးပုံဆွဲနိုင်ဖို့သူမရဲ့ရင်ဘတ်ကိုပါဖွင့်ပြပေးနိုင်လို့ပါ။ဒါကြောင့်ကထရီနာထွက်သွားဖို့လည်းပြီးဘာမှယူချင်စရာမရှိတော့ပါဘူး။သူမပြင်ကိုထွက်လာတဲ့အချိန်မှာပဲလီယိုနာဒိုနဲ့ဆုံတွေ့ခဲ့ပါတယ်။သူမကသူ့ရဲ့ကြောဘက်ကအမာယုအကြောင်းကိုလူတွေကိုပြောပြခဲ့လို့သူမလှုပ်ပြုတ်သွားတာလို့လီယိုနာဒိုကိုဆွဆွဲလိုက်ပါ။လီယိုနာဒိုကလည်းဘာမှမပြောခဲ့ကြောင်းချင်းချင်းပဲတောင်းပန်စကားဆိုခဲ့ပါတယ်။ပြီးတော့သူမကိုပုံပြန်ဆွဲဖို့အတွက်အလောက်ကကိုနှစ်ဆပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့ပါတယ်။လီယိုနာဒိုရဲ့ရိုးသားမှုကိုမြင်လိုက်ရတဲ့ကထရီနာကသဘောတူခဲ့ပြီးသူမကိုသူ့ရဲ့အိမ်စီကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ယောက်ျားနဲ့မိန်းမကြားမှာဒါဟာမသိတော့ဘူးလို့တွေးပြီးသူတွန်းဆုံနေပါတယ်။တူတူရှိနေဖို့ဖြစ်နေပေမဲ့လည်းပုံပုံတင်သွင်းဖို့လိုအပ်နေတာကြောင့်ပတ်စံရပြီးရဲ့နောက်သူဟာစိတ်မပါတပါနဲ့ပဲဝင်သွားခဲ့ပါတယ်။ကထရီနာပို့စ်ပေးနေတဲ့အချိန်မှာလီယိုနာဒိုကသူ့ကိုသူမိတ်ဆက်ရင်သူမရဲ့နာမည်ကိုမေးလိုက်ပါတယ်။ကထရီနာကပြန်လဲမိတ်ဆက်ပြီးနောက်မှာတော့လီယိုနာဒိုကသူမကိုထိုင်ခိုင်းပြီးပခုံးသားလေးတွေပေါ်နေအောင်ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့လီယိုနာဒိုကဆေးရောင်ဆုံးပကြီးကားတစ်ချက်ဖန်တီးကျင်ခဲ့တာကြောင့်ညတကောင်ကျန်အချိန်မှာဆရာအန်ဒရီယာစီကဆေးရောင်ကျပစ္စည်းတချို့ကိုခိုးယူဖို့အတွက်စတူဒီယိုထဲကိုခိုးဝင်ခဲ့တဲ့အချိန်မှာပဲသူဟာဆရာအန်ဒရီယာနဲ့ထိခိုက်တိုးပါတော့တယ်။လီယိုနာဒိုကအနားကိုသွားပြီးနေကောင်းလားမေးတဲ့အခါဆရာအန်ဒရီယာကသူဟာပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရကြောင်းပြန်ပြောပါတယ်။အဲ့ဒါကတော့သူဟာအလုံးတက်ခဲတဲ့တာဝန်တစ်ခုယူထားလို့ပါ။ဆက်စစ်တန်ရှိတဲ့လဝကတိုင်းကိုဘုရားကျောင်းထိပ်ပေါ်မှာတင်ရမယ်လို့ကိုပြီးမြောက်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင်ငွေချင်းနဲ့နယ်ပယ်ရလာမှာဖြစ်ပေမဲ့ဆရာကစတင်ပြီးတွက်ချက်တဲ့အခါမှာတော့သူတိလိုက်တာလုံးဝမလွယ်ကူဘူးဆိုတာပါပဲ။ဝိုင်းပုံစံကိုတဲ့လင်းချီဟာအရန်လေးလံနေပြီးစက်တိကလည်းတစ်စိတ်တစ်ပိုင်းကိုပဲမားနိုင်တဲ့အတွက်မိုးပေါ်အထိကိုမတင်နိုင်ခဲ့ပါဘူး။ဒါအပြင်အဲ့ဒီစက်တိရန်နီယာကလည်းဒီလောက်ထိလေးချိန်ကိုမခံနိုင်ပဲချိန်ပြေးပြိုကျသွားနိုင်တဲ့ချိန်တွေမြင့်ကိုရောက်လေပေါ့။အကယ်၍အဲ့လိုသာဖြစ်ရင်ဆရာအန်ဒရီယာဟာဆုံးရှုံးသွားမှာသူ့ရဲ့တက်တာနိုင်မဲ့ဂုံသတင်းပါ
ဆရာအန်ဒရီယာကလီယိုနာဒိုကိုအဲ့ရတဲ့ကိုပဲပြန်သွားဖို့ပြောလိုက်ပြီးကိုရိုင်းအောင်ဖြေတစ်ခုကိုမစင်းစားနိုင်တဲ့အချိန်တွေမှာဆာရွက်အလွတ်လာအပ်ထားတဲ့လီယိုနာဒိုအနေနဲ့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ကိုညီပေးနိုင်ဖို့အတွက်လီယိုနာဒိုကလည်းဖျောင်းနိုင်ကိုမုတ်ထုတ်လိုက်ပြီးအပေါ်ကိုတက်သွားတဲ့အဖြူရောင်မိကုန်းငွေတွေကိုကြည့်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမိကုန်းငွေတွေကလုံးဝပေါ်ပါနေတာကိုလဝကနိုင်ရဲ့ကိုတဲကလည်းအဲ့ဒီလိုမျိုးပေါ်ပါနေမယ်ဆိုရင်အများကြီးကိုပိုးလဲကူသွားမှာပါ။ဒါကြောင့်လီယိုနာဒိုဟာချက်ချင်းဆိုလိုပဲအဖြေတစ်ခုကိုစဉ်းစားမိသွားပါတယ်။သူဟာဆရာပြစ်သူအန်ဒရီယာရဲ့ခန်းတော်ကိုခိုးဝင်ကသူ့ရဲ့ဒီဇိုင်းကိုစက်ကူပေါ်မှာရေးဆွဲခဲ့ပြီးတော့ဘေးလေးဘင်းကိုအပေါ်ဘက်မှာထည့်သွင်းလိုက်ကအောက်ခြေဝင်ရိုးလိုအပ်ချက်ကိုဖယ်ထုတ်လိုက်ပါတယ်။ကျိုးတစ်ချောင်းကိုဘယ်ဘက်မှာထည့်ပြီးလိုအပ်တဲ့တောင်ကျိုးကိုလည်းချိန်ညှိပေးခဲ့ပါတယ်။လီယိုနာဒိုတညာလုံးစူးစမ်းပန်းစားလုပ်ပြီးရဲ့နောက်တစ်နေ့မှာတော့ဆရာပြစ်သူအန်ဒရီယာဒီဇိုင်းကိုမြင်လိုက်တဲ့အခါအံ့ဩသွားရပါတယ်။သူ့ရဲ့လက်တွေကတုံရင်နေပြီးမြုံနိုင်စကနေပဲတွတ်ရေရွနေမိပါတယ်။ဘာကြောင့်အရင်ကဒါကိုကိုယ်တိုင်မစင်စားမိခဲ့တာလဲဆိုပြီးတော့ဆရာအန်ဒီယာတယောက်ပြင်ဆင်ခဲ့ပါတယ်။စီစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်ပါ။နောက်ဆုံးတော့လဝကတိုင်ကိုတင်မဲနေမှာပဲအတန်းအကြီးငယ်အားလုံးဟာအောက်မှာစောင့်ကြည့်နေပါတယ်။ဆက်ချစ်တန်လေးတဲ့လဝကတိုင်ကိုစတင်ပြီးတော့မတင်လိုက်တဲ့အခါမှာတိလိုက်ရတာကဘီး12လုံးကိုအပေါ်မှာတက်ဆင်ထားတာကြောင့်ဆွဲရကိုရှုတ်ချပေးနိုင်ခဲ့ပြီးလူနှစ်ယောက်တည်းနဲ့ပင်မတင်နိုင်ခဲ့တာဖြစ်ပါတယ်။လဝကတိုင်အစီပြေပြေနဲ့မီတာ90အမြင့်ထိရောက်ရှိသွားခဲ့ပါတယ်။နောက်တဲ့ဆရာတော့သူ့ရဲ့လာရကိုချိန်ကြီးဖို့ဖြစ်ပြီးဒါအခက်အခဲဆုံးစိတ်ပိုင်းတစ်ခုပါပဲ။ဆရာအန်ဒီယာမှာလည်းအကြီးအကျယ်စိတ်ပီစီနေခဲ့ပါတယ်။သူကသူ့ရဲ့တဘွားလုံးကိုဒီပေါ်မှာပုံဟောထားတာပါ။သူ့ရဲ့တပည့်ဖြစ်သူမြန်မြန်ဆက်ဆက်ပဲမောင်းတဲ့အောင်ဆွဲတော်ကတိုင်ဟာစတင်လှုပ်ရှားလာပြီးတော့ရေတွက်မီတာတွေရုပ်ရှာနေစဉ်မှာလီယိုနာဒိုကအောက်ကနေစိုးရင်တကြီးနဲ့စောင့်ကြည့်နေခဲ့ပါတယ်။အချိန်ကိုမြန်မြန်လုပ်ဖို့လိုအပ်နေပြီးနှောင့်နှေးသွားခဲ့ရင်အထောက်ပံ့တွေတောက်ခံနိုင်မှာမဟုတ်ပါဘူး။ကားတိုင်ကြီးကအပေါ်ဘက်ကိုရောက်လာပြီးဖျားเจ้าရဲ့တတ်မှတ်ထားတဲ့နေရာနဲ့3မီတာလောက်ပဲလိုပါတော့တယ်။အောက်ကလူတွေအားလုံးဟာလည်းတင်းမာနေကြပြီးတဲလို့ပြုတ်ကျခဲ့ရင်တက်အန္တရာယ်ရှိနိုင်ပါတယ်။နောက်ဆုံးမှာတော့ကားတိုင်ဟာခေါင်းမိုးနောက်ကိုရောက်လာခဲ့ပြီးအဲ့မှာရှိနေတဲ့လူ၃ယောက်ကဝိုင်းဝန်းပြီးတော့သူတို့ရဲ့ပခုံးတွေနဲ့ထောက်ကူပေးလိုက်ကြပါတယ်။ကားတိုင်ကိုလည်းအောင်မြင်မြင်နဲ့ဖျားเจ้าရဲ့ခေါင်းမိုးပေါ်ကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။အားလုံးကလည်းလက်ခုပ်တီးကဒီအောင်မြင်မှုကိုဂုဏ်ပြုခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အောင်မြင်သွားခဲ့ပြီးသူတို့ဟာတမိုင်းတစ်ခုရေးထုတ်နိုင်ခဲ့ကဆရာအန်ဒရီယာရဲ့အမိဟာလည်းဖျားเจ้าရဲ့မှတ်တမ်းမှာရေးထုတ်ခံခဲ့ရပေမဲ့ဒါဟာသူတယောက်တည်းရဲ့အောင်မြင်မှုမဟုတ်ဘူးဆိုတာသိနေခဲ့ပါတယ်။လီယိုနာဒိုဟာပြောရမယ်ဆိုရင်ရောင်းပြောနေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဒါဟာသူ့ရဲ့ဒီဇိုင်းတိုင်းဖြစ်နေလို့ပါ။ဒါပေမဲ့ကက်ခဲတွေကချစ်ချင်းဆိုလို့ပေါ်လာပါတော့တယ်။နောက်နေ့ညနေပိုင်းမှာလီယိုနာဒိုတယောက်ပြန်ပြီးစတူဒီယိုရောက်တဲ့အခါမှာတော့ဆရာအန်ဒရီယာကရိပ်မိသွားခဲ့ပါတယ်။သူဟာဆေးရောင်တွေကိုခိုးယူသွားခဲ့တယ်ဆိုတာပေါ့။သူဟာလီယိုနာဒိုတစ်ချိန်လောက်ရှင်းပြဖို့ခိုင်းခဲ့ပေမဲ့လီယိုနာဒိုကတော့သူ့ရဲ့ဒီဇိုင်းအကြောင်းကိုထည့်မပြောခဲ့ပါဘူး။သူရှင်းပြခဲ့တာကသူဟာအပြည့်စုံသောပီဂျီကားတစ်ချက်ကိုဖန်တီးချင်ခဲ့တာပါ။ဆရာအန်ဒရီယာကလီယိုနာဒိုကိုနှင်ထုံးလိုက်ပါတော့တယ်။သတင်းတော်ပေးခဲ့တဲ့လူကတော့တိုမာဆိုတဲ့လူပါပဲ။နောက်တစ်နေ့မှာကက်ထရီနာကသတင်းကြားတဲ့အခါလီယိုနာဒိုထုတ်ခံလိုက်ရတာကိုတကယ်ကိုဒေါသထွက်သွားခဲ့ပါတယ်။သူမဟာစတူဒီယိုစီကိုသွားပြီးတော့လီယိုနာဒိုသူမအတွက်ဆွဲပေးတဲ့ပုံတူကိုဆရာအန်ဒရီယာစီကိုပေးလိုက်ပါတော့တယ်။လီယိုနာဒိုဆွဲထားတဲ့ပဂျီကားကိုဆရာဖြစ်သူအန်ဒရီယာစီပြလိုက်တဲ့အခါဆရာပဂျီကားကိုလက်ထဲမှာကင်ပြီးအံ့ဩမြင်တက်သွားပါတယ်။ပဂျီကားတွေကပုံကကက်ထရီနာနဲ့69ရာခိုင်နှုန်းတူနေပြီးတင်ဝေးကတက်ဝင်လာတဲ့စုပ်ချက်တွေကဆရာရဲ့ပညာကိုပြီးကျော်လွန်နေခဲ့ပါတယ်။သူဟာသူ့ရဲ့တပည့်တွေထဲမှာဒီလောက်အထိထူးချွန်တဲ့ပါရမီရှင်တယောက်ရှိနေလိမ့်မယ်လို့မျှော်လင့်ထားခဲ့ပါဘူး။ဆရာအန်ဒရီယာဟာလီယိုနာဒိုလိုက်ရှာဖို့အတွက်အပြင်ကိုပြေးထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာလီယိုနာဒိုဟာမျက်နှာတင်နေပြီးဆရာဖြစ်သူကသူ့ကိုလိုက်ရှာနေရမြင်လိုက်တဲ့အခါမျက်နှာတုပ်ဖို့အတွက်အင်ကြီးတတဲကိုမြန်ဆွဲယူလိုက်ပါတယ်။ဆရာအန်ဒရီယာကလဝကတိုင်ကိုမတင်မဲ့စီမံချက်ကိုကိုယ်တိုင်ပဲဆွဲလာလားလို့မေးတဲ့အခါလီယိုနာဒိုကလည်းဟုတ်ပါတယ်လို့နှိမ့်ချစွာဝန်ခံလိုက်ပါတယ်။ဆရာကကျင်းနဲ့စော်ကောင်းကြီးပြီးပြောတာကသူ့နောက်ကိုပြန်လိုက်တော့ဖို့ပါပဲ။အဲ့ဒီကနေစပြီးလီယိုနာဒိုဟာဆရာရဲ့တပည့်တယောက်ဖြစ်လာခဲ့ပါတယ်။လီယိုနာဒိုကလည်းရအောင်ဝမ်းသာခဲ့ပါတယ်။ဆရာနောက်ကိုပြန်လိုက်ခွင့်ရတဲ့အတွက်ပါ။အဲ့နောက်မှာတော့ဆရာအန်ဒရီယာကဒုတိယမြောက်တောင်းဝင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒါကတော့ဖျားချောင်းတဲ့နုပညာလက်ရာတစ်ခုဖန်တီးဖို့ပါ။သူရေးဆွဲချင်တာကကောင်းကင်တပံနဲ့ခရစ်တော်ရဲ့ပုံမှာလီယိုနာဒိုကလည်းသူနဲ့တူဝိုင်းခုဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီအတွက်သူကလီယိုနာဒိုကိုပညာရေးရှိသင်ကြားပေးမှာပထမဆုံးသင်ခန်းစာကတော့လင်းကြောင်းဖြစ်ပါတယ်။ဆရာအန်ဒရီယာကလီယိုနာဒိုကိုရှင်းပြတာကတော့အလင်းကိုအမျိုးအစား၃မျိုးခွဲခြားထားတယ်ဆိုတာပါပဲ။ပထမတစ်မျိုးကတော့တိုက်ရိုက်ခြားတဲ့လင်းဖြစ်ပြီးနေအောင်ကြီးဒါမှမဟုတ်ဖျောင်းနိုင်ပြီလို့မျိုးပါ။ဒုတိယတစ်မျိုးကတော့ပြန့်ကျဲနေတဲ့လင်းပဲဖြစ်ပါတယ်။ကဲတင်ရဖျောင်းနိုင်ကိုဝိစာတစ်ခုနဲ့အုပ်လိုက်မယ်ဆိုရင်အလင်းဟာတုံခါသွားပြီးဖြစ်ပေါ်စေတာမျိုးပါ။လင်းနဲ့အမောင်ကိုပေါက်ဆက်ရတာဟာပကြီးစရာတယောက်အတွက်တော့တကယ်ကိုကြီးမားတဲ့စင်ကောမှုတစ်ခုပါပဲ။တတိယမြောက်လင်းမျိုးစားအတွက်ဆရာအန်ဒရီယာကလီယိုနာဒိုအပြင်ကိုခေါ်ပြီးတော့လေ့လာစေခဲ့ပါတယ်။သူ့ပေါ်တစ်ချောင်းလုံးမက်ဆီရှိကလက်တရားတွေကိုဘယ်လိုပုံဖော်မလဲဆိုတာကိုပဲအမြဲတမ်းကြိုးပမ်းခဲ့တာပါဒုတိယသင်ခန်းစာကတော့ရောင်နေကြောင်းပါပဲဆရာအန်ဒရီယာကအဝါရောင်နဲ့ပြိုင်ကိုရွတ်ဆက်လိုက်တဲ့အခါတာရင်စင်းအောင်ဖြစ်သွားပါတယ်တတိယမြောက်သင်ခန်းစာကတော့လက်တွေ့ကြိုက်ချပုံဖော်ဖို့ပါပဲသူနှစ်ယောက်ဖျားเจ้าကိုတောင်းခဲ့ပြီးအဲ့ဒီမှာဆရာအန်ဒရီယာကပကြီးကားကိုအပြီးသက်လို့နေပါဖြစ်နေပေမဲ့ကဲကဲဆုံးပိုင်းကိုလီယိုနာဒိုအတွက်ခြံထားပေးခဲ့ပါတယ်ပကြီးကားတွေကကောင်းကင်တမန်ကိုကြည့်နေရင်လီယိုနာဒိုဟာအကြာကြီးတွေ့ဝင်နေခဲ့ပေမဲ့ရပ်တန့်လိုက်ပါတယ်စေးမချေခင်မှာပဲသူကလက်ကိုအောက်ချလိုက်ပြီးမျက်လုံးကိုမိတ်ကကောင်းကင်တမန်ရဲ့ပုံသဏ္ဍာန်ကိုစိတ်ကူးကြည့်လိုက်ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာကက်ထရီနာတယောက်ပဲပေါ်လာခဲ့ပါတယ်လီယိုနာဒိုကဝိစားတစ်စားကိုကောက်ယူပြီးကောင်းကင်တမန်ရဲ့ပုံရိပ်ကိုပြောင်းဆင်အောင်တုတ်ဖယ်လိုက်ပါတော့တယ်အဲ့နောက်မှာတော့သူ့စိတ်ထဲမှာမြေအောင်နေတဲ့ပုံကိုစိတ်ချခဲ့ပါတယ်မနေ့ကကနေညတိတိုင်အောင်ညကနေပြီးတော့နောက်တနေ့မနက်အထိပါပဲသူ့ချက်တစ်ခုချင်းစီကိုအသေးစိတ်ခီးဆိုင်နဲ့ချေမုန်းခဲ့ပါတယ်အတီကဟာနောက်ဆုံးမှာတော့ပြီးမြောက်သွားခဲ့ပါပြီဆရာအန်ဒရီယာကသူ့ရဲ့နောက်မှာရက်နေခဲ့တာတော့လေးချခဲ့ပါပြီပြီးတော့လီယိုနာဒိုတယောက်ရဲ့ပညာကိုကောင်းကောင်းတက်သွားပုံပါပဲဆရာအန်ဒရီယာကဂုံစွာပြုံးနေခဲ့ပါတယ်ပကြီးကားကိုဖွင့်လှစ်ပြသတဲ့နေ့မှာတော့လီယိုနာဒိုနဲ့ဆရာဖြစ်သူတို့ဟာအန်ဒရီယာဟာသောက်ထုတ်ပွဲတူကိုတက်ရောက်ခဲ့ပြီးလက်တွေကလည်းဂုံပြူတဲ့အနေနဲ့ဝိုင်းုံကလက်ခုပ်တီးချီးမြှောက်ခဲ့ကြပါတယ်အထူးသဖြင့်ပကြီးကားတွေကကောင်းကင်တမန်ကိုလူတိုင်းကလက်ရပြောင်မြောက်မှုအတွက်ကြောင့်ကြည့်ကျုပ်ခဲ့ကြပြီးတော့မီလန်မျိုးစားကြီးလူဒိုဗီကိုကတော့လီယိုနာဒိုရဲ့ထွေးချွန်ထားတဲ့ပါရမီကိုချီးမွမ်းကလာစာကိုနှစ်ဆပေးပြီးကိုပိုင်စတူဒီယိုတစ်ခုနဲ့လုပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့လည်းလီယိုနာဒိုကသူ့ဆရာကိုတစ္ဆာမဖောင်းနိုင်လို့ညှိပယ်ခဲ့ပါတယ်လူဒိုဗီကိုကိုရိုင်းကညင်းလိုက်ရင်နောက်ထပ်ဘယ်တော့မှအခွင့်အရေးမရှိတော့ဘူးလို့ပြောပေမဲ့သူကတော့ဆုံးဖြတ်ချက်တိုင်းပါပဲလီယိုနာဒိုကိုအားလုံးက
ဝိုင်းဝန်းပြီးဂုဏ်ပြုနေကြတာကိုမြင်ရတဲ့အတွက်ဒိုမာဆိုမှာစိတ်မသက်သာဖြစ်နေခဲ့ပါတယ်။ဒီချိန်ကသူကဆရာအန်ဒရီယာရဲ့တပည့်တူဖြစ်လာဖို့အတွက်အခွင့်အရေးတွေဆုံးရှုံးသွားခဲ့ရတယ်။သောမတ်ဆိုတဲ့သူကအရင်ကလေလီယိုနာဒိုကိုဆရာဖြစ်သူကကြောင်းတော်အောင်မဟုတ်မဟန်တဲ့သတင်းတွေနဲ့လောက်ကျန်ခဲ့ဖို့ပါတယ်။ဒါပေမဲ့လည်းလီယိုနာဒိုဟာအခုလိုမျိုးဂုဏ်သိက္ခာရှိရှိပြန်ရောက်လာပြီးဂုဏ်လူဆောင်ပွဲတွေရရှိလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။သောမတ်ဆိုတဲ့လူနောက်တစ်ချိန်လီယိုနာဒိုကိုဒုက္ခပေးဖို့ကြံစီပါတယ်။လီယိုနာဒိုဟာပကြီးပညာအကြောင်းတွေကိုလှည့်ချင်ပါတယ်ဆိုတဲ့ model 2ရဲ့ခေါ်ဆောင်အောင်နောက်ကိုလိုက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်အိမ်ကိုရောက်တဲ့အချိန်မှာပဲသောမတ်ဆိုတဲ့လူကတရားသူကြီးတန်းဆွဆွဲချက်တွေရေးသားထားတဲ့စာတစောင်ပေးလိုက်လို့လီယိုနာဒိုဟာအကျင့်ပြတ်မှုနဲ့ဖမ်းခံလိုက်ရပြီးထောင်ထဲရောက်သွားပါတယ်။ကက်ထရီနာကအမြန်ရောက်လာပြီးစာတွေရေးသားထားတဲ့မကြီးဆွဲတဲ့စာရွက်ကိုပေးခဲ့ပါတယ်။မကြောက်ပါနဲ့ပုံဆွဲဆက်ကိုလက်ရှိနေတဲ့အတွက်လီယိုနာဒိုဟာစစ်အေးသွားပြီးတော့အကျဉ်းထောင်ထဲကလူတွေအတွက်ပုံနေဆဆွဲပေးခဲ့ပါတယ်။နိုင်ငံကောင်းကျင်တော့အဲ့ဒီထောင်ထဲမှာပဲဂျောဘန်နဲ့တော်ဆက်သူတူရှိနေပြီးသူကလီယိုနာဒိုရဲ့လက်ရာတွေကိုသဘောကျလို့နောက်ပိုင်းမှာကိုကြီးကဲထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဆရာအန်ဒရီယာကလီယိုနာဒိုကိုတင်တန်းကျောင်းကနေထုတ်ပြဖို့လုပ်ပါတယ်။သူကမိမိရဲ့ဂုဏ်သိက္ခာကိုအထိကိမခံနိုင်ပါဘူး။လီယိုနာဒိုရဲ့ပါရမီကိုသူကတန်ဖိုးထားပေမဲ့လည်းလီယိုနာဒိုသာဆက်ပြီးတော့ရှိနေမယ်ဆိုရင်ဘယ်အလုပ်ကိုမှလက်ခံရရှိမှာမဟုတ်ဘူးလို့ယူဆပါတယ်။လီယိုနာဒိုကဘလောက်ပဲတောင်းပန်ပါစေဆရာအန်ဒရီယာကသူ့ရဲ့အလုပ်ကိုအထိကိမခံနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့လီယိုနာဒိုကိုထုတ်ပြလိုက်ပါတော့တယ်။လီယိုနာဒိုတယောက်အခက်တွေ့ပြီးလမ်းပြောင်းနေတဲ့အချိန်မှာပဲသူဟာဂျောဘန်ကနေဂျနီဗာရဲ့ပုံလူဝကြီးကိုရေးဆွဲပေးဖို့အတွက်ဖိတ်ခေါ်ချက်တစ်ခုရရှိခဲ့ပါတယ်။သူမဟာဗန်ပိုင်ရှင်ရဲ့သမီးဖြစ်ပြီးလက်ထပ်ဖို့ပြင်ဆင်နေသူပါ။သူတို့ဘက်ကတက်ကြွလန်းဆန်းတဲ့ပုံစံမျိုးဖြစ်ဖို့တောင်းဆိုပေမဲ့ဂျနီဗာရဲ့မျက်နှာမှာဝမ်းနည်းရည်တွေပြည့်နေနေတာကလီယိုနာဒိုအတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ကက်ထရီနာကသူ့ကိုတေချာစဉ်းစားဖို့ကြံပေးပါတယ်။သူဟာအရင်ကစတူဒီယိုကနေနှုတ်ရောက်ခံရပြီးနာမည်ကုန်သတင်းကလည်းပျက်စီးနေလို့ပါ။ဒါဟာရှားပါလာတဲ့ဒုတိယကြိမ်ခွင့်ရဖြစ်လို့အားကြောင့်များကိုအခက်တွေ့စေမှာလေ။ကက်ထရီနာကသူတို့ရဲ့ဆန္ဒအတိုင်းပဲလိုက်လို့ဖို့လီယိုနာဒိုကိုတိုက်တွန်းပါတယ်။ကိုကြီးပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့လီယိုနာဒိုကသူမကိုအလုပ်ရှာပေးခဲ့ပြီးနောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာလီယိုနာဒိုကလှုပ်ဆက်တင်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီလောက်ကသူတင်ထားတာထက်ကိုပုံမပြီးတော့ခက်ခဲနေခဲ့ပါတယ်။ဂျနီဗရာကဘာပျော်ရွှင်တဲ့အရေးအယောင်မှမပြတ်ခဲ့လို့မပြောနိုင်ခဲ့ပါဘူး။လီယိုနာဒိုကဘာတွေပဲပြောဂျနီဗရာကတော့တည်ငြိမ်ပြီးအိပ်စက်နေသေးပါပဲ။အဲ့ဒီကုန်းလုံးသွားပေမဲ့သူဟာသူမရဲ့မျက်နှာကိုမစည်းဆွဲနိုင်သေးပဲနောက်ခံကိုပဲအာရုံစိုက်နေခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့လီယိုနာဒိုဟာနောက်ဆုံးမှာဂျနီဗရာရဲ့အပြုံးကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့သူမရဲ့အခင်တို့တငယ်ချင်းရောက်လာလို့ပါ။သူကတော့ဂလက်စီဆိုပါ။မျိုးသားကြီးလူဒိုဗီကိုရဲ့လက်ယုံတူပေါ့။ဂလက်စီဆိုဟာကက်ထရီနာကိုပထမဆုံးမြင်လိုက်ရတယ်။ခဏမှတင်သူမစီမှာစိတ်အာရုံနဲ့ညှို့ယူခံလိုက်ရပြီးဂျနီဗရာကတော့ဝန်တာရကြိုဆိုခဲ့ပါတယ်။လီယိုနာဒိုဟာအရာအားလုံးကိုစောင့်ကြည့်ပြီးတဲ့နောက်ဂျနီဗရာလက်ချက်ချင်တဲ့လူဟာဂါလီယာဆိုဖြစ်နေရဆိုတာသိချသွားခဲ့ပါတယ်။ရန်နေငယ်ကြတော့လီယိုနာဒိုဟာပကြီးကားကိုလည်းအပြီးတက်နိုင်ခဲ့ပါတယ်။ဂျနီဗရာကပကြီးကားကိုမြင်လိုက်ရတဲ့အခါမှာစကားတော်ပြောနိုင်လောက်အောင်ဆွေးလှုပ်ရှားသွားပါပြီ